မင်္ဂလာပါဗျာ Sports Zone မှန်ကနေကြိုဆိုပါရစေဒီနေ့အတွက်ကျွန်တော်ကြည့်ထားတဲ့ပွဲစဉ်၅ပွဲကိုတပွဲချင်းစီသုံးသပ်ပေးသွားပါမယ်ပွဲတိုင်းကိုအသင်းအခြေအနေကစားပုံနဲ့လက်ရှိခြေကိုကြည့်ပြီးရွေးထားတာဖြစ်ပါတယ်ဒါဆိုပထမဆုံးပွဲစဉ်ကနေစလိုက်ရအောင်ဗျာပွဲစဉ်တစ် Besiktas နဲ့ Haradas Kyalubi ဒီပွဲမှာတော့ကျွန်တော်က Besiktas ဘက်ကိုပိုကြိုက်ပါတယ်အိမ်ကွင်းမှာကစားရတာဖြစ်တဲ့အတွက် Besiktas ကပွဲစကလေးကဖိအားပေးပြီးကစားလာနိုင်တယ်လို့မြင်တယ်Haradas Kyalubi ဘက်ကတော့အဝေးကွင်းဖြစ်တဲ့အတွက်ခန်းစစ်ပိုင်းကိုအရင်ဦးစားပေးပြီးပွဲကိုထိန်းကစားလာနိုင်ပါတယ်။ဒါပေမဲ့ Besiktas ရဲ့အသင်းအင်အားနဲ့အိမ်ကွင်းအားသာချက်ကိုကြည့်ရင်အခွင့်အရေးပိုရနိုင်တဲ့ဘက်က Besiktas ဖြစ်ပါတယ်။အခွင့်အရေးတွေကိုသာတေချာအသုံးချနိုင်မယ်ဆိုရင် Besiktas ဘက်ကဂိုးရနိုင်မယ်လို့မြင်တယ်။ဒါကြောင့်ဒီပွဲစဉ်မှာကျွန်တော်ရွေးထားတာက Besiktas ပါ။ကြေးက2.85ဖြစ်ပါတယ်။ယုံကြည်မှုက88%လောက်ထားပါတယ်။ပွဲစဉ်Pafos FC နဲ့ရပ်ဖူး Salzburg ဒီပွဲမှာရပ်ဖူး Salzburg ကအသင်းအင်အားနဲ့အတွေ့အကြုံပိုင်းမှာပိုတာပါတယ်။ဒါပေမဲ့ဒီပွဲကိုတော့ဂိုးအများကြီးထွက်မဲ့ပွဲလို့ကျွန်တော်မမြင်ဘူး။ Pafos ကအိမ်ကွင်းမှာကစားရတာဖြစ်လို့ပွဲကိုလွယ်လွယ်နဲ့ဖွင့်မကစားဘဲထိန်းကစားလာနိုင်ပါတယ်။ရပ်ဖူး Salzburg ဘက်ကလည်းအဝေးကွင်းမှာအလောတကြီးတိုက်စစ်ဖွင့်ကစားဖို့မလိုအပ်ဘူးလို့မြင်တယ်။အဲဒါကြောင့်ပွဲအခြေအနေကတဖြည်းဖြည်းနဲ့တင်းလာနိုင်ပါတယ်။ဒီလိုပုံစံဆိုရင်ဂိုးအများကြီးထက်ဂိုးနေတဲ့ဘက်ကိုပိုမြင်ပါတယ်။ဒါကြောင့်ဒီပွဲစဉ်မှာကျွန်တော်ရွေးတာကအန်ဒါပါ။ကြေးက3.60ဖြစ်ပါတယ်။ယုံကြည်မှုက80%လောက်ထားပါတယ်။ပွဲစဉ်3ဂေါ်နစ်စစေးနဲ့ဖေယန်ဘာရော့ချ်တီစီဒီပွဲမှာတော့ကျွန်တော်အန်ဒါဘက်ကိုတော်တော်လေးသဘောကျပါတယ်။နှစ်သင်းလုံးပွဲအစပိုင်းမှာအရန်လောတကြီးမကစားပဲတတိထားပြီးစတင်လာနိုင်တယ်လို့မြင်တယ်။အထူးသဖြင့်အလဲတန်းနဲ့ခန်းစစ်ပိုင်းမှာတင်းတင်းကြပ်ကြပ်ကစားလာရင်ဂိုးရဖို့အခွင့်အရေးတွေနည်းသွားနိုင်ပါတယ်။အန်ဒါနှစ်ကြေးကအနှုတ်90ဖြစ်နေတာကြောင့်ဂိုးနေတဲ့ဘက်ကိုပိုမြင်ရပါတယ်။စောစောကိုမထွက်ခဲ့ရင်ပွဲကပိုပြီးတင်းလာနိုင်ပါတယ်။ဒါကြောင့်ဒီပွဲစဉ်မှာကျွန်တော်ရွေးထားတာကအန်ဒါပါ။ကြေးက2အနှုတ်90ဖြစ်ပါတယ်။ယုံကြည်မှုက82%လောက်ထားပါတယ်။ပွဲစဉ်4 KI Collective နဲ့ Lech Poznanဒီပွဲမှာတော့ကျွန်တော် Lech Poznan ဘက်ကိုနည်းနည်းပိုကြိုက်ပါတယ်။ Collective ကအိမ်ကွင်းမှာကစားရတာဖြစ်လို့အိမ်ကွင်းအားသာချက်တော့ရှိပါတယ်။ဒါပေမဲ့အသင်းရည်သွေးနဲ့အတွေ့အကြုံပိုင်းကိုကြည့်မယ်ဆိုရင် Lech Poznan ဘက်ကပိုတာတယ်လို့မြင်တယ်။ Collective ကပွဲကိုတင်းတင်းကြပ်ကြပ်ကစားနိုင်ရင် Lech Poznan အတွက်လွယ်ကူမှာတော့မဟုတ်ပါဘူး။ဒါပေမဲ့ Lech Poznan ဘက်ကအခွင့်အရေးရတဲ့အချိန်မှာအသုံးချနိုင်ရင်အဝေးကွင်းမှာတောင်ရလက်ကောင်းရနိုင်ပါတယ်။ဒါကြောင့်ဒီပွဲစဉ်မှာကျွန်တော်ရွေးထားတာက Lech Poznan ပါ။ကြေးက1.10ဖြစ်ပါတယ်။ယုံကြည်မှုက89%လောက်ထားပါတယ်။ပွဲစဉ်5အန်ဒါလက်နဲ့ PAOK ဆာလိုနီကီဒီပွဲကတော့နှစ်သင်းလုံးဂိုးရနိုင်မဲ့ပွဲလို့ကျွန်တော်မြင်ပါတယ်။အန်ဒါလက်ကအိမ်ကွင်းမှာကစားရတာဖြစ်လို့တိုက်စစ်ပိုင်းကိုအားထည့်လာနိုင်ပါတယ်။ PAOK ဆာလိုနီကီကလည်းအခွင့်အရေးရတဲ့အချိန်မှာပြန်ပြီးတိုက်စစ်ဆင်နိုင်တဲ့အသင်းဖြစ်လို့တစ်ဖက်ထဲကပိတ်ကစားမဲ့ပုံစံမျိုးမမြင်ဘူး။စောစောကိုတကိုးထွက်လာခဲ့ရင်ပွဲကပိုပြီးပွင့်လာနိုင်ပါတယ်။အဲ့ဒီအခြေအနေမှာနှစ်ဖက်လုံးကနောက်ထပ်ဂိုးတွေရှာလာနိုင်တာကြောင့်ဂိုးပေါင်းဘက်ကိုပိုကြိုက်ပါတယ်။ဒါကြောင့်ဒီပွဲစဉ်မှာကျွန်တော်ရွေးထားတာက over ပါ။ကြေးက2အနှုတ်100ဖြစ်ပါတယ်။ယုံကြည်မှုက89%လောက်ထားပါတယ်။ဒီနေ့အတွက်ကျွန်တော်ကြည့်ထားတဲ့ပွဲစဉ်တွေကတော့ဒီလောက်ပါပဲဗျာ။ဘောလုံးပွဲမှာရာနှုန်းပြည့်တေချတဲ့ပွဲဆိုတာမရှိပါဘူး။ဒါကြောင့်နောက်ဆုံးလူစရင်းနဲ့ကြေးပြောင်းလဲကိုပြန်ကြည့်ပြီးမှဆုံးဖြတ်တာပိုကောင်းပါတယ်။မင်းကြိုက်ဆုံးပွဲစဉ်ကဘယ်ပွဲလဲဆိုတာ comment မှာပြောခဲ့ပါ။နောက်ထပ်ဘောလုံးသုံးသက်ချက်တွေမလွတ်ချင်ရင် Sports Sound ကို like နဲ့ follow လုပ်ထားပေးပါ။တငယ်ချင်းတွေကိုလည်း share လုပ်ပေးခဲ့ပါဦးဗျာ။အားလုံးပဲကျေးဇူးတင်ပါတယ်။